ဒီကျန်းစာဖတ်ဖို့ကျွန်တော်ပမာရွေးချယ်ထားတဲ့ဆိုရှင်ယောရှုခန်းကြီးခုနှစ်19:26ထိဖြစ်ပါတယ်။တို့ညလည်းကျွန်တော်21ကိုပဲဖတ်မယ်။လူယူသောဥစ္စာတို့တွင်မြတ်သောဘာဗုလုန်ဝိဆုံငွေနှစ်ပိတ်သာရွှေတုံးအကျပ်90ကိုကျွန်တော်မြင်သဖြင့်တတ်မဲ့၍သိယူမိပါပြီကျွန်တော်တဲအတွင်မြင်လိုက်မြုပ်ထားတဲ့ငွေဒီအောက်ဆုံး၌ရှိပါသည်ဟုယောရှုအားပြန်ပြောလေကျွန်တော်ပြောလို့တဲ့ခေါင်းစဉ်လေးကိုတော့အင်္ဂလိပ်လိုဘယ်လိုတတ်ထားလဲဆိုကြလို့ရှင် it is better not to look မြန်မာလိုတော့ကျွန်တော်ဘယ်လိုဘာသာပြန်ရင်လဲဆိုရှင်မကြည့်တာပဲကောင်းပါတယ်မကြည့်တာပဲကောင်းပါတယ်ကျွန်တော်ဘာသာပြန်နေပါယောရှုမတ်စာခန်းကြီး9ကိုကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ယေရုခေါမြို့ကိုဣသရေလလူမျိုးတွေဘယ်ကဲ့သို့သိမ့်ပိုက်ခဲ့လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာကိုကျွန်တော်တွေ့ရပါတယ်ဒီမှာတော့အံ့ဩစရာကောင်းတယ်ဒါမှမပါဘူးတုံးမပါဘူးလူများတို့ထိခိုက်ဖို့ဆိုလို့ဘာနဲ့မှမပါဘဲနဲ့ယေရုခေါမြို့ကြီးကိုဘုရားသခင်ကဣသရေလလူမျိုးတွေကိုပေးလိုက်တယ်ဣသရေလလူမျိုးတွေမပေးလိုက်ခင်မှာဘုရားသခင်ဘယ်လိုပြောလဲဆိုကြလို့ရှင်ယောရှုမတ်စာအခန်း6မှာကျွန်တော်တို့ကြည့်တဲ့အခါကျတော့ဘာတွေ့လဲဆိုတော့ဒီမြို့ထဲမှာရှိတဲ့အရာတွေကိုဘာမှမယူပါနဲ့ရွှေငွေကို၎င်းကျေးဝါဒစားသံတစားရှိတဲ့နာတို့ကို၎င်းထာဝရဘုရားအဖို့သတ်ရှင်းစေ၍ဗန္ဒာတော်ထဲသို့သွေးခရမည်ဟုလူများတို့အားယောရှုသည်မှာထားလေ၏ဘုရားသခင်တိကျမှာထားတယ်ယေရိခေါမြို့ကိုသိမ်းပိုက်ပြီးခဲ့လို့ရှိရင်မြို့ထဲမှာရှိတဲ့ပစ္စည်းတစ်စုံတစ်ခုကိုမှမယူပါနဲ့အင်္ဂလိပ်ဆိုရှင် curse ကျိန်ထားတဲ့အရာဖြစ်ပါတယ်ဘုရားသခင်ကမယူနဲ့ဆိုလို့ရှိရင်မယူတာပဲကောင်းပါတယ်ဘုရားသခင်ကမစားနဲ့ဆိုလို့ရှိရင်မစားရတာပဲကောင်းပါတယ်ဘုရားသခင်ကမသွားနဲ့ဆိုလို့ရှိရင်မသွားတာပဲကောင်းပါတယ်ဒီနေရာမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါကျတော့ခန်းကြီး9အငယ်21မှာအခန်းဆိုတဲ့ပုဂ္ဂိုလ်ကသူပါယူလဲဆိုတော့သူပါလို့လဲဆိုကြလို့ရှိရင်အခန်းကဟုတ်ပါ၏ဣသရေလအမျိုးတို့ဘုရားသခင်ထာဝရဘုရားကိုကျွန်တော်ပြစ်မှားပါပြီကျွန်တော်ပြုမိသောအမှုဟုမူကားလူယူသောဥစ္စာတို့တွင်မြတ်သောဘာဘူးလုံးဝိလုံငွေနှစ်ပိတ်သာရွှေတုံးအကျပ်90ကို၎င်းကျွန်တော်မြင်သဖြင့်သူကြည့်လို့မြင်တာပေါ့မြင်တဲ့ခါကျတော့အင်းလို့ဆိုတော့ရှင် just a glance ဖြတ်ခနဲ့ကြည့်လိုက်တာနဲ့ stairs စိုက်ကြည့်တာသိလို့ကွာဖြတ်ခနဲ့ကျွန်တော်ကြည့်လိုက်တယ်ဆိုကြလို့ရှင်ကျွန်တော်အနားမှာဘယ်လိုရှိတယ်လဲကျွန်တော်နားမှာထိုင်နေတာအမျိုးသမီးလားအမျိုးသားလားကျွန်တော်နောက်မှာထိုင်နေတာအမျိုးသမီးလားအမျိုးသားလားကျွန်တော်ရှေ့မှာထိုင်နေတာအမျိုးသမီးလားအမျိုးသားလားကျွန်တော်သိအောင်ဆိုလို့ရှိရင်ဖြတ်ခနဲ့ကျွန်တော်ကြည့်လိုက်ပြီးလို့ရှိရင်ဒါကျွန်တော်ရလိုက်ဖို့ပဲရှိတယ်သို့သော်လည်းအခါသူဖြတ်ခနဲ့ကြည့်လိုက်တာ glance မဟုတ်လည်းနဲ့ stare စိုက်ပြီးတော့ကြည့်ရတဲ့အတွက်ကြောင့်သူပါတွေ့လဲဆိုရှင်ရွှေတွေငွေတွေဘာဘူးလုံးဒီကဝစ်စားတဲ့ဒဇာတွေကိုသူတွေ့တဲ့ခါကျတော့သူစိတ်ထဲမှာဘယ်လိုပေါ်လာလဲဆိုတော့ဆိုလို့ရှိရင်တတ်မဲ့၍သိယူမိပါ၏တတ်မဲ့တဲ့အတွက်ကြောင့်ဘာလို့လဲဆိုတော့ရှင်သိယူမိတယ်တဲ့ကြည့်တယ်တတ်မဲ့တယ်ယူခြင်းနဲ့စိတ်ပေါ်လာယူလိုက်တဲ့ခါကျတော့သူနဲ့သက်ဆိုင်တဲ့အရာကိုယူတဲ့အခါဘာဖြစ်သွားလဲအပြစ်ဖြစ်တယ်ဆိုတာကျွန်တော်သိရပါတယ်ဆရာတို့ခန်းကြီး1အငယ်14ကိုဘယ်လိုပြောလို့ရှိရင်မိမိတတ်မဲ့မောသောစိတ်ဆွဲငင်ဖျားယောင်ခြင်းကိစ္စကိုခံတော်သူမည်ဒီကအပြစ်သွေးဆောင်ခြင်းကိုရောက်တတ်၏တတ်မဲ့မောသောစိတ်သည်ပဋိသန္ဓေယူ၍ဒုစရိုက်ကိုဖွာတတ်၏ဒုစရိုက်သည်လည်းပြည်စုံလင်သေခြင်းကိုဖွာတတ်၏ချစ်တော်ညီကိုတို့အလွဲမယူကြနှင့်ဒီမှာကျွန်တော်ကြည့်တဲ့အခါကျတော့တတ်မဲ့မောတဲ့စိတ်အနေကျွန်တော်ကြည့်တဲ့အခါကျတော့
ဘာဖြစ်လဲဆိုလို့ရှိရင်အပြစ်ဖြစ်တယ်အပြစ်အခါဆိုလို့ရှိရင်ဘာလဲဆိုတော့သိချင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့မကြည့်တာကောင်းပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အခါရဲ့အကြောင်းကိုကျွန်တော်တို့ဖတ်ကြည့်လိုက်တဲ့ခါကျတော့မတန်ဝမ်းနဲ့စရာကောင်းတယ်သူကြောက်တဲ့လည်းမကောင်းဘူးသူ့ရဲ့သားသမီးပစ္စည်းတွေအားလုံးဆိုကြလို့ရှိရင်ဘုရားသခင်ကဘာလုပ်လိုက်လဲဆိုတော့ဖြစ်စည်းခိုင်းလိုက်တယ်ဖြစ်စည်းခိုင်းလိုက်တယ်တကယ်ကျွန်တော်ကြည့်မယ်ဆိုရင်အခါဘုရားသခင်ရဲ့စစ်တယ်လို့တယောက်ယရိခိုကိုသွားတိုက်တဲ့အတွက်ကြောင့်သူလည်းပါတယ်ကျွန်တော်တို့လိုပါပဲဘုရားသခင်အမှုတော်မှာဆိုလို့ရှိရင်ပါဝင်ပြီးတော့ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်ပါပဲသူ့တော်ညာတယ်သူကအခြားလူနဲ့တမှုထူးခြားတာကဘုရားသခင်ကမယူနဲ့လို့ပြောတဲ့အရာကိုဆိုလို့ရှိရင်ယူမိတယ်သူ့လိုပဲစစ်သားတွေရှိပါတယ်ဒီနေရာကိုဖျက်သွားတယ်သို့တော်ညာတယ် just a glance ဖြတ်ခနဲ့ပဲကြည့်လိုက်ပြီးတော့စိုက်မကြည့်ဘူးစိုက်မကြည့်တဲ့အတွက်ကြောင့်သူယူမိတဲ့အရာတွေကိုအခြားလူတွေကမယူတာကိုတွေ့ရပါတယ်အကယ်၍အခန့်လဲဖြတ်ခနဲ့ပဲကြည့်မယ်ဆိုလို့ရှိရင်ဒီပစ္စည်းတွေကိုတီးသွားလည်းမဟုတ်ဘူးသူ့ရဲ့မိသားစုတွေလည်းပျက်စီးမှလည်းမဟုတ်ဘူးကြည့်နေတဲ့အတွက်ကြောင့်ပျက်စီးတာကိုကျွန်တော်တွေ့ရတယ်ကြည့်တယ်တက်မဲ့မောတယ်တက်မဲ့မောခြင်းအပြစ်ဖြစ်တယ်ဆိုတာကိုကျွန်တော်သိဖို့လိုပါတယ်ကျွန်တော်ဆက်လို့ကြည့်တဲ့အခါမှာသဘောကျမ်းခန်းကြီး73ကိုကျွန်တော်ပြန်ကြည့်တဲ့အခါကျတော့ဘာတွေ့ရလို့ဆိုရှင်အေဝါရဲ့ကြည့်အသီးလေးကိုကြည့်တဲ့အခါကျတော့လှပစားခြင်းကောင်းတယ်ယူပြီးတော့စားလိုက်တဲ့အခါကျတော့ကျွန်တော်တို့အားလုံးကဆိုလို့ရှင်အပြစ်ထဲမှာနေမွန်ကြတယ်မဟုတ်လားထိုနည်းတူပါပဲလောတလာဆိုကြလို့ရှင်အာဗြဟံနဲ့ခွဲခွာမဲ့အချိန်မှာအာဗြဟံဘာပြောလဲဆိုတော့လောတမင်းရဲ့နွားကြောင်းသားတွေနဲ့ငါ့နွားကြောင်းသားတွေကဆိုရှင်မဖြစ်ဘူးမသိမြတ်ဘူးအဲ့တော့မသိမြတ်တဲ့အတွက်ကြောင့်မင်းရှေ့သွားလို့ရှိရင်ငါအနောက်သွားမယ်ကွာမင်းအနောက်သွားလို့ရှိရင်ငါအရှေ့သွားမယ်မင်းတောင်သွားရင်ငါမြောက်သွားမယ်ကဲသူရွေးချယ်ကြအောင်ဆိုတော့သူ့ဦးလေးရဆိုရှင်သူ့အခွင့်ပေးတယ်မနမတရားမြတ်တဲ့ဦးလေးပါပဲပြောရမှာဆိုလို့ရှိရင်သူ့ကိုဆိုလို့ရှိရင်ရွေးချယ်မှုပေးလိုက်တဲ့ခါကျတော့ဒီမှာဆိုလို့ရှိရင်ကပ္ပဦးကျမ်းခန်းကြီး33ကိုကျွန်တော်ပြန်ကြည့်တဲ့ခါကျတော့လောတဘာလုပ်လဲလောတဘာရွေးချယ်လဲဆိုတာကိုတွေ့ရပါတယ်အခန်း73အငယ်30မှာဘာပြောလဲဆိုရင်လောတကြည့်လို့မြင်လေယောရန်ကျိုက်တစ်လျှောက်လုံးကိုရွေးချယ်၍အရှိသို့ပြောင်းသွားသဖြင့်အချင်းချင်းတူးနဲ့တူကွဲပြား၏ကောင်းတဲ့နေရာတွေကိုသူရွေးလိုက်တယ်သောရုံနဲ့ကောမရမြို့မှာရှိတဲ့နေရာကိုဆိုရှင်သူရွေးလိုက်ဒီနေရာတွေကကောင်းတဲ့နေရာတွေမဟုတ်ဘူးသူညာလဲလောတရွေးချယ်မှုနဲ့ရက်လက်ကတော့အမြဲတွန်တွဲပြီးတော့ရှိလောတရွေးချယ်လိုက်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲသူ့ရဲ့မိသားစုတွေဆိုရှင်ဘုရားခင်ဖြစ်စည်းတဲ့တဲမှာပါသွားတယ်သူ့ရဲ့ချစ်စမီးကိုယ်တိုင်လည်းပါသွားတာကိုကျွန်တော်တွေ့ရပါတယ်ကြည့်ချင်းအားဆိုလို့ရှိရင်ပြည့်ရှိတယ်ဆိုတာသိဖို့လိုပါတယ်ကျွန်တော် glance လုပ်တာကိုကျွန်တော်ပြောရမှာမဟုတ်ဘူးဖြတ်ခနဲ့ကျွန်တော်ကြည့်တာကိုပြောရမှာမဟုတ်စိုက်ပြီးတော့ကြည့်တာကိုကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်ဒါပေမဲ့မင်းကြီးရဲ့တက်တာကိုပြန်ကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ဓမ္မရာဇဝင်ဒုတိယဆောင်ထဲမှာကျွန်တော်တို့လည်းကြည့်အောင်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး31အငယ်2နောက်တစ်နေ့ညဦးရ၌ဒါဝိဒ်သည်လျောင်းဆက်ရာမှထ၍နန်းတော်မိုးပေါ်မှစင်ကြံသွားစဉ်တွင်အလွန်အဆင်းလာသောမိန်းမတစ်ယောက်ရေချိုးသည်ကိုမြင်တော်မူ၏ထိုမိန်းမအဘယ်သူနည်းဟုစေလွတ်၍မြင်းမြန်းလျင်အေလင်သမီးဟိတ်တီလူဥရိယ၏မယားဘာသရှိဘဖြစ်ပါသည်ဟုလျောက်လေ၏ဒါဝိဒ်မင်းကြီးကဆိုလို့ရှိရင်နန်းတော်မှာရှောက်ပြီးကြည့်တဲ့ခါကျတော့ဖြစ်ချင်တော့ဘာသရှိဘရေချိုးတာကိုတွေ့ဘာသရှိဘလည်းဘယ်ပုံစံရေချိုးလဲဆိုတော့ကျွန်တော်တို့မသိဘူးဒီနေ့မြင်ကွင်းမှာပဲဘယ်ပုံပဲနည်းနဲ့ရေချိုးတယ်ဘလောက်ဝေးလဲကျွန်တော်မသိဘူးတို့ညာလည်းဒါဝိဒ်မင်းကြီးကကြည့်တဲ့ခါကျတော့ဖြတ်ကနေကြည့်လိုက်လို့ရှိရင်တော့ဘာမှပြောင်းမဟုတ်လေတူတယ်
စိုက်ပြီးတော့ကြည့်တဲ့အခါကျတော့သူ့စိတ်ထဲမှာဒီမျိုးသမီးရဲ့အဖကိုမြင်တဲ့အခါကျတော့တက်မဲ့မောဒီကလူကိုစေလွတ်ပြီးတော့ခေါ်ခိုင်းတယ်ခေါ်ခိုင်းပြီးနောက်မှာဆိုရှင်မတရားကျင့်တဲ့အခါကျတော့ဘာဖြစ်သွားလဲဒုက္ခတွေကြောင့်သူ့ကြောင့်သူ့ရဲ့သားတည်သွားတယ်သူသားတရားသူ့ကိုပုံကန်တယ်သူ့သမီးတရားဆိုလို့ရှိရင်မရင်းရှိခံဝမ်းနဲ့ကြာဒါကြောင့်ဘယ်ကနေစရလဲအကြည့်လေးကစစိုက်ကြည့်တာစဒါကြောင့်မလို့မကြည့်တာကောင်းပါလေလို့ကျွန်တော်ပြောချင်ပါတယ်။ဒါကြောင့်ဘုရားသခင်ကလွယ်လို့ရှိရင်ကိုဟာမကြည့်နဲ့ဒီဟာမကြည့်နဲ့တားမြစ်ထားတာရှိပါတယ်။ဘုရားသခင်ကတော့ကျွန်တော်တို့မျက်စိပေးထားတယ်။တို့ညာလည်းလို့ရှိရင်ဘုရားသခင်မကြည့်ခိုင်းတဲ့အရာတော့မကြည့်လို့ရန်ဆိုလို့ရှိရင်လိုအပ်ပါတယ်။ဘုရားသခင်နောက်တစ်ခုမကြည့်ခိုင်းတဲ့အရာပါလဲဆိုလို့ရှိရင်တုတ်တန်ကျမ်းခန်း23အငယ်31မှာကျွန်တော်တို့တွေ့ရပါတယ်။ဖလား၌ညီတဲ့အယောင်တောက်လက်အချိုအမင်းဝင်လက်ရှိသောစပြည့်ရည်ကိုမကြည့်မရှုနေကျွန်တော်အချိန်မှာတော့အရက်ကိုတောက်ဖို့တော့မပြောနဲ့ဘုရားသခင်ကကြည့်တော့မကြည့်နဲ့ဘာကြောင့်မလို့အရက်ကိုဘုရားသခင်ကမကြည့်တော့မကြည့်ခိုင်းတာအရက်ကဆိုလို့ရှိရင်လူကိုကောင်းကျိုးမပေးပါဘူးမင်းကြီးဆွေကြီးစောက်တာနဲ့တစ်ခွက်လေးတောက်လာလဲကောင်းကျိုးမပေးပါဘူးကျမ်းမာရေးအတွက်လည်းတစ်ခွက်လေးတောက်လို့လည်းကောင်းကျိုးမပေးပါဘူးအရက်ကဘယ်ရှုထောက်အောင်ပဲကြည့်ကြည့်လူမှုရေးဘက်ကကြည့်လို့ရှိရင်လည်းကောင်းကျိုးမပေးဘူးဘာသာရေးဘက်ကကြည့်လည်းကောင်းကျိုးမပေးဘူးစီးပွားရေးဘက်ကကြည့်လည်းကောင်းကျိုးမပေးဘူးအင်္ဂါရေးဘက်ကကြည့်လို့ရှိရင်လည်းကောင်းကျိုးမပေးဘူးကျမ်းမာရေးဘက်ကကြည့်လို့ရှိရင်လည်းကောင်းကျိုးမပေးဘူးဘယ်ဘက်ကကြည့်ကောင်းကျိုးမပေးတဲ့အရာတစ်ခုကိုကျွန်တော်တို့ဘာကြောင့်မလို့ကြည့်ရမှာလဲဒါအောင်ဘုရားသခင်ဆိုရှင်တားမြစ်တာတွေ့ရတယ်ကျွန်တော်စာလေးနဲ့လိုက်ဖတ်စာဖတ်တဲ့မှာဘာတွေ့ရလဲဆိုတော့အမေရိကန်တိုင်းပြည်ကတော့အင်္ဂလန်နေထားတာဟုတ်အမေရိကန်တိုင်းပြည်မှာတဲ့တစ်နှစ်အရက်တောက်သေးတာ9500တဲ့တစ်နှစ်အတိတ်ကကျွန်တော်တို့မြို့လေးတစ်မြို့လောက်ရှိတာပေါ့အရက်တောက်လို့သေးတယ်ရုရှားတိုင်းပြည်မှာတဲ့1990ခုနှစ်တုန်းကသေးတဲ့လူတစ်ဝက်ကအရက်တောက်လို့ဒါကြောင့်မလို့ရုရှားအမျိုးသမီးတွေဟာယောက်ျားမလို့ခြင်းကလေးပဲလို့ခြင်းယောက်ျားမလို့ခြင်းကလေးပဲလို့ခြင်းဘာဖြစ်လဲဆိုရင်ယောက်ျားတွေကစိတ်ပြီးတော့အရက်တောက်တယ်လို့မလို့ခြင်းဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရင်တော့တော်တော်ကိုဖြေလာတယ်သူညာလည်းတကယ်ဖြစ်ပြလေးတစ်ခုကိုကျွန်တော်ပြောပြနေပါတယ်ဒီနေ့ကျတော့အရက်အလွန်ကျူးတောက်ထားတဲ့ဖခင်တူကအိမ်ကိုပြန်လာညစ်နေပြီမောင်ထဲမှာလဲလိုက်ထားလိုက်နဲ့အိမ်ကိုရောက်ပြန်လာအိမ်ရောက်ပြန်လာတဲ့အခါကျတော့အိမ်မှာဘယ်လိုရှိလဲဆိုတော့လေရှင်သူ့လူသားနဲ့သူ့ရဲ့ဇနီးရှိတယ်အရွယ်မြောက်သေးတဲ့သားလေးတယောက်ရှိအိမ်ထဲဝင်ပြီးဒီကလာဆူဆူညံ့ညံ့နဲ့သူ့ဇနီးကိုဆိုပဲလို့ရှင်ဘယ်လိုပြောငါအတွက်တမင်းပြင်ကျွန်တော်အရက်သမားတန်တော့မပြောတတ်ဘူးဒေါ်နဲ့မောင်းနဲ့ငါအတွက်တမင်းပြင်ဖို့ဘာမှမရှိဘူးသူဇနီးကအေးစီးစီးပဲပြန်ပြောတယ်တမင်းပြင်ဖို့ဘာမှမရှိဘူးဆံဝဲလို့ပတ်ဆံလည်းမရှိဘူးဘာမှမရှိဘူးငါလည်းမစားသေးဘူးငါသားလေးလည်းမစားသေးဘူးသူကလည်းပြောတဲ့အခါမှာဒေါ်ကွာပြီးဒီကလာအားနဲ့နေတဲ့အားကြည့်နေတဲ့သွေးလူသားလုံးနဲ့မျိုးသမီးကိုဆိုရလို့ရှိရင်ခါသူတွန်းလိုက်နေတာလဲကြသွားတယ်သူစိတ်မကျင်တာသူနောက်တစ်ခါသူရိုက်မပုတ်မယ်လို့တဲ့အခါမှာဆိုကြလို့ရှိရင်မျိုးသမီးကသူ့ရဲ့ကလေးလေးကိုပိုက်ပြီးဒီကလာအိမ်ပြင်ဘက်ကိုဆိုရှင်ထွက်ပြီးတော့ပြေးသွားတယ်ဒီချိန်မှာနင်းနေကြသူနဲ့ဝင်လာပြီးတော့ဘလူးတွေ့လဲဆိုရှင်သားလေးကိုတွေ့တယ်သားလေးလည်းဆွဲထုတ်ပြီးဒီကလာအိမ်ပြင်ဘက်ကိုမောင်းထုတ်တဲ့အခါမှာသားလေးကမထွက်ချင်တဲ့အတွက်ကြောင့်တကားကိုဆိုရှင်ဆွဲကင်ထားတယ်အဲ့လိုဆွဲကင်ထားတဲ့အချိန်မှာကင်ထားမလားဆိုတော့အနားမှာရှိတဲ့ဓာတ်နဲ့ယူတော့သူ့သားလေးရဲ့လက်ကိုခါလဲဖြတ်လိုက်တယ်သားလေးကအော်ပြီးတော့ခါအိမ်ပြင်ထွက်သွားတယ်ခုနကတော့အရက်မူသမားကြီးကတော့တကားပိတ်ပြီးတော့အိတ်သူညာလည်းအရက်မူပြေသွားတဲ့ခါကျတော့သူပြန်ကြည့်တဲ့ခါမှာသူ့ဇနီးမရှိသူသားဘယ်မှာရှိလဲဖွင့်ကြည့်တဲ့ခါသူ့ဇနီးရဆိုရှင်နင်းတော်ထဲမှာပေးနေတယ်သူ့သားလေးကတော့ဘယ်ရောက်သွားလဲမသိဘူးတခါမှသူပြန်မတွေ့တော့သူကြည့်ရင်နောင်တရပြီးကအရက်ရဲ့ဆိုးကျိုးကိုလိုက်လို့သူတရားဟောတယ်တင်းကြတော့တရားဟောနေနဲ့သူဘလူးကိုတွေ့လို့ဆိုရှင်လူငယ်တယောက်ကိုသူတွေ့တယ်လူငယ်တယောက်ပဲလက်ကလို့ရှင်ပြက်နေတဲ့
လူရသူတွေ့တဲ့ခါကျဒီလူငယ်ကဘယ်လိုလဲသူသိချင်တယ်ဒါနဲ့ဒီလူငယ်ကဒီဖြစ်ပျက်လေးကိုပြောတဲ့အခါမှာသူသားဖာနဲ့ပြန်လဲပြီးတော့ဖက်ရမ်းပြီးတော့ဝမ်းနဲ့ကြည့်ကြရတယ်နောက်ကြအကိစ္စကအရင်မတော့ခဲ့လို့ရှိရင်ဒီကိစ္စဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့အရက်ကကျွန်တော်မကြည့်တာပဲကောင်းပါတယ်နောက်တစ်ချက်ဘုရားသခင်မကြည့်ခိုင်းတဲ့အရာတစ်ခုရှိသေးတယ်ဗျာသူမကြည့်ခိုင်းတဲ့အရာတော့မတွေ့နိုင်လဲဆိုရှင်မသက်ခံကြီးငါအငယ်20နဲ့ခုနှစ်မှာဖြစ်ပါမယ်သူမယားကိုမပြစ်မှားရဟုတော့ရှစ်ပြည့်တဲ့စကားကိုသင်တို့ကြားပြီငါပညာတိကကိလေသာစိတ်နဲ့သူမယားကိုကြည့်ရှိသောသူသည်စိတ်နှလုံးထဲ၌ထိုမိန်းမကိုပြစ်မှားပြီတတ်မဲ့တဲ့စိတ်နဲ့မျိုးသမီးကိုမကြည့်ပါနဲ့တတ်မဲ့တဲ့စိတ်နဲ့အမျိုးသမီးကိုဆိုလို့ရှိရင်မကြည့်ပါနဲ့ကျွန်တော်ယောက်ျားတွေများပါဖြင့်ဒီနေရာမှာအားနေမျက်စိအားကောင်းပြောရမယ်ဆိုလို့ရှိရင်ကြည့်တတ်တယ်ဇာယေဆရာမကြီးတူကဘယ်လိုပြောလဲဆိုလို့ရှိရင်ဆရာမကြီးနာမည်ကတော့ Alex Campbell လို့ခေါ်ပါတယ်သူ့ရဲ့ဆောင်းပါးလေးထဲမှာ marriage can be happy အိမ်တော်ပြုခြင်းရဆိုရှင်ပြောနိုင်ပါတယ်ယောက်ျားတွေဘယ်လိုသင်ပေးလဲဆိုတော့မင်းတို့အမျိုးသမီးကိုတဲ့ခြေစွမ်းကောင်းစွမ်းကြည့်နိုင်ပါတယ်အရှိအနောက်ကြည့်ပါသူညာလည်းမင်းတို့စနီးရှိမှာတော့ဒီမိန်းကလေးခြေထောက်ကဘလောက်လှလဲသူ့မျက်နှာလေးကဘလောက်လှလဲဆိုတာမပြောပါနဲ့သူတို့မခံစားနိုင်ဘူးမျိုးသမီးတယောက်ပြောတယ်ဆိုလို့ရှိရင်တော့မှန်ပါကြည့်နိုင်ပါတယ်တိုးတော်ညာရဲ့လို့ဘလောက်လှလဲဘလောက်ချောလဲဆိုတာကိုယ့်ရဲ့စနီးရှိမှမပြောပါနဲ့ဒီနေ့ကျတော့ယောက်ျားတယောက်သူ့စနီးကိုမွေးနေ့မှာသွားပြီးတော့ပြုစုမယ်သူစနီးကလည်းတက်30ကျော်လို့ပြုစုမယ်ဆိုတော့နာမည်ကြီးအစားလောက်ဆိုင်မှာခေါ်သွားတယ်ဒါနဲ့သူစနီးကလည်းဝမ်းသာတာပေါ့ခေါ်ပါမယ်ဆိုတော့သူဘာလို့လဲဆိုလို့ရှိရင်ကြာနာဝိစားဆင်းရင်ကြည့်လို့ထားနေရတော့တော့မလှဘူးပေါ့သူညာလဲသူယောက်ျားကြည့်လို့လှအောင်ဒီနေ့ရှိမှဂုံစားဖြစ်လာအောင်လို့ရှိရင်သူပြင်ဆင်တယ်သူကိုသူအဲ့လိုပြင်ဆင်တဲ့ပြီးတော့သူခမင်းပါစားတဲ့ခါကျတော့သူယောက်ျားစပွဲနားမှာရှိတဲ့အမျိုးသမီးကိုကြည့်ပြီးတော့သူစင်းလေးကိုဘယ်လိုပြောလဲဆိုလို့ရှိရင်မြို့မှာတွေ့လာတယ်ဟိုကလေးမချောလိုက်တာငါတို့စပွဲစီစီမဲတဲ့စပွဲတို့ငါပတ်စံပေးရမယ်နဲ့တူတယ်သူစင်းလေးရှိမှအဲ့လိုပြောလိုက်တဲ့ခါကျတော့စင်းကြီးကခါအတော်ပြင်းတယ်သူကသူယောက်ျားလူရှိသူရှိမှရှက်လာကြလို့သူဘာမှမပြောဘူးသူညာလည်းဆင်းလာတဲ့ခါကျသူငယ်ချင်းကိုသူဘယ်လိုပြောကြလဲဆိုသူခံစားချက်သူပြောတယ်ငါလေးဒီနေ့တော့ငါယောက်ျားငါ့ကိုစားတော့ဆိုင်တစ်ဆိုင်ခေါ်သွားတယ်ငါရှိမှဟိုမျိုးသမီးကဘလောက်ချောလဲဆိုတာပြောတဲ့ခါမှာငါသမင်းစောရနေထပြီးတော့ငါပြန်လာခြင်းတယ်ငါကောင်းတယ်ငါသားလေးနေလိုက်ရတယ်ငါဘာမှစားလို့လည်းမဝင်တော့ဘူးအရာလာတွေပြက်ကုန်တာဟုတ်တယ်ကျွန်တော်တို့ကဆိုရလို့ရှိရင်အကြည့်ကိုသတိထားဖို့လို့လွန်ခဲ့တဲ့နှစ်လလောက်တုန်းကကျွန်တော်သတင်းစာထဲမှာဖတ်လိုက်တယ်။ဘာကြောင့်ဖတ်လိုက်လဲဆိုတော့အသက်60နဲ့8နှစ်ရှိတဲ့အတော်ကြီးဟာတဲ့အသက်90နဲ့2နှစ်ရှိတဲ့ယောက်ျားကိုကွာရှင်းလိုက်မယ်တဲ့။ဒါနဲ့ကွာရှင်းမယ်ဆိုရုံးတော်ရောက်လာ။ရုံးတော်ရောက်လာတဲ့ခါကျတော့ရုံးတော်တက်ဆိုင်ရာတရားသူကြီးကမေးတာမင်းတို့တလောက်တော့ပေါင်းလာပြီပဲ။ဘာကြောင့်မလို့ကွာရှင်းရလဲအခုကြမှာ။ဟောကြီးကဘာပြောလဲဆိုကြလို့ရှင်းသူကတဲ့အိမ်ကဘာမှမလုပ်ဘူးတဲ့မနေ့ဆိုရင်ကောင်းကောင်းမွန်မွန်ဝတ်စားပြီးတော့တဲ့ဟိုပန်းရင်းတစ်ခုမှသွားထိုင်ပြီးတော့ချောတဲ့မင်းကြီးတွေထိုင်ပြီးတော့သူတို့ကြည့်နေတယ်ဘာမှအိမ်မှာပြန်မလုပ်ဘူးကူညီတယ်သူမခံစားနိုင်ဘူးဒါနဲ့ဖိုးကြီးကိုမေးတော့တယ်ငါကြည့်တာပဲငါအလှကိုပဲငါချီးမွမ်းတာပါတဲ့ငါကိုတိလည်းမကျူးလို့မပါဘူးသူကလည်းပြန်တော့ဖြေတယ်သူညာလည်းခွဲပေးလိုက်လည်းမခွဲပေးလိုက်တော့ကျွန်တော်မသိလိုက်ဘူးကျွန်တော်တို့ကြည့်လို့လိုတယ်ကြည့်လို့ဆိုတာ just a glance မကြည့်တဲ့အတွက်ကြောင့်ကျွန်တော်အမှားလေးကျွန်တော်နည်းပြောပြကျွန်တော်ပန်ကောက်မှာသွားတယ်ကျွန်တော်မြန်မာပြည်ကိုကျွန်တော်ပြန်ကြည့်တဲ့ခါကျတော့ကျွန်တော်မြန်မာပြည်မှာကျွန်တော်နေရကျွန်တော်ရောက်တဲ့ခါကျတော့အမျိုးသမီးတွေတော်တော်ဥဆောင်နေတာကျွန်တော်တွေ့ရတယ်ဒါဝမ်းသာစရာကောင်းတဲ့လက္ခဏာကျောင်းတွေမှာကျွန်တော်သွားတဲ့အခါမှာအမျိုးသမီးတွေအကြောင်းဆရာတွေကျောင်းတစ်ကျောင်းကိုကျွန်တော်သွားလည်ပတ်တဲ့အခါမှာဆိုရှင်ယောက်ျား2ယောက်ပဲကျွန်တော်တွေ့တယ်တယောက်ကစာပို့လူနေနောက်တစ်ယောက်ကဂိတ်ဆောင်
နှစ်ယောက်ပဲကျန်တဲ့အကုန်လုံးမျိုးသမီးတွေရဲ့ကြားရတဲ့ဌာနကျွန်တော်သွားကြည့်လိုက်ခဲ့တာဆေးမှာအမျိုးသမီးရဲ့သူနာပြုတယ်အမျိုးသမီးတွေရဲ့ရုံးတော့ကျွန်တော်သွားကြည့်လိုက်တဲ့အခါဆေးရည်တွေအားလုံးအမျိုးသမီးတွေလိုကြီးပဲအယောင်းဆိုင်မှာကျွန်တော်သွားကြည့်လိုက်တဲ့အခါမှာလည်းအမျိုးသမီးတွေလိုကြီးပဲအမျိုးသားတွေအရာမဝင်တဲ့ပုံပေါ်သူညာလည်းမျိုးသမီးမလုပ်တဲ့အလုပ်တွေကျွန်တော်သတိထားမိစိုက်ကနေလည်းကျွန်တော်တယောက်မတွေ့ဘူးများပြီးမှကျွန်တော်တော့နေလေးစုံနေတယောက်မတွေ့ဘူးတို့ကပဲတက္ကစီမောင်းလာတယ်ကျွန်တော်တယောက်မတွေ့ဘူးမော်တော်ဆိုင်ကယ်တက္ကစီမောင်းလာတယ်ကျွန်တော်တယောက်မှမတွေ့ဘူးဒါနဲ့ကျွန်တော်ရိုးရမ်းမှာကျွန်တော်သွားတဲ့အခါကျတော့ကျွန်တော်သားစီမှာကျွန်တော်သွားနေတယ်ကျွန်တော်လည်းအားရနေတယ်ဆိုတော့ကျွန်တော်ရှောက်လေပပြီးဒီကလာကျွန်တော်လူချင်းတဲ့ຢာလေးရှောက်ဝယ်ကျွန်တော်ဝယ်တော့ဝယ်တဲ့အခါမှာဆိုရှင်ကျွန်တော်အဲ့ထက်မှာဘာဆောင်သွားလဲဆိုတော့ကနန်းပေါင်းဆက်ဆောင်သွားတယ်ကျွန်တော်တို့နဲ့စကားပြောလို့မရဘူးသူလည်းစကားပြောနေတယ်ကျွန်တော်လည်းစကားပြောနေတယ်သူပြောရလဲကျွန်တော်နားမလဲဘူးကျွန်တော်ပြောရလဲသူနားမလဲဘူးအဲ့တော့ကျွန်တော်ကနန်းပေါင်းဆက်နေပဲကျွန်တော်ဘာလို့ရလဲဒါလည်းညှိထုတ်ပြီးဒါပဲလို့ how much is this သူပြလိုက်တဲ့ခါကျတော့သူကနန်းလေးနှိပ်ပြတယ်15ကျပ်ဆိုတော့15ကျပ်ပေါ့20ဆိုတော့20ပေါ့ဒါနဲ့ကျွန်တော်လည်းဈေးစစ်တယ်15ကျပ်ပြောလို့ရှိရင်30ရမလား30တော့ရမလားအဲ့ဒီပဲကျွန်တော်အင်္ဂလိပ်ပြန်ပြောမရအစားအဲ့ရားထဲမှာတော့ရအောင်ကျွန်တော်စစ်တာအဲ့လိုသူတို့နဲ့စကားပြောရအဲ့ကျွန်တော်လမ်းလျှောက်ပါတဲ့ကတနေ့ကျတော့ကျွန်တော်လမ်းလျှောက်တာဝေးသွားတဲ့ခါကျတော့ကျွန်တော်မပြန်လာတက်မပြန်လာတဲ့တော့ဘယ်ဘတ်ကားစီးလဲဘယ်ရောက်လဲကျွန်တော်မသိဒါနဲ့ကျွန်တော်မော်တော်ဆိုင်ကယ်ကျွန်တော်ငါမော်တော်ဆိုင်ကယ်ကျွန်တော်ငါလိုက်တဲ့ခါကျတော့မော်တော်ဆိုင်ကယ်ကျွန်တော်စီးတဲ့ခါမော်တော်ဆိုင်ကယ်စီးတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်မသိဘူးဟဲ့လားကျွန်တော်ဘယ်လိုကြုံလဲဆိုလို့ရှိရင်အမျိုးသမီးမောင်းတဲ့မော်တော်ဆိုင်ကယ်ဖြစ်တယ်အမျိုးသမီးမောင်းတဲ့မော်တော်ဆိုင်ကယ်ဖြစ်တယ်ကျွန်တော်လည်းသေချာလည်းမကြည့်ဘူးဘာဖြစ်လို့ကျွန်တော်တိုင်းပြည်ကအမျိုးသမီးမောင်းတဲ့မော်တော်ဆိုင်ကယ်ဆိုတခါမှမရှိဘူးအဲ့မှာလဲမော်တော်ဆိုင်ကယ်မောင်းတဲ့လူတွေကလည်းအကုန်လုံးအုပ်ထုတ်ကြီးအုပ်ထားတဲ့အဝတ်တွေပတ်ထားတယ်ဆိုတော့ယောက်ျားလားမိန်းမလားမသိဘူးကျွန်တော်သားရဲ့လိပ်စာကိုကျွန်တော်ပြပြီးတော့ဒီနေရာကိုပို့ပေးပါအဲ့လိုပဲပြောတယ်ဒါနဲ့သူကြည့်လိုက်ပြီးတော့မော်တော်ဆိုင်ကယ်ကိုတက်ကျွန်တော်အုပ်ထုတ်ပေးမော်တော်ဆိုင်ကယ်စီးတဲ့ခါကျတော့နောက်မှာကင်မှုမရှိရင်ကင်မှုနှစ်နေရာပဲရှိတယ်သူပခုံးကိုကင်မလားမကင်ခါကိုကင်မလားဒါပဲရှိတယ်အဲ့နှစ်နေရာပဲရှိတယ်ဒါနဲ့မော်တော်ဆိုင်ကယ်နဲ့တက်တဲ့ခါကျတကယ်တော့အမျိုးသမီးမောင်းတဲ့မော်တော်ဆိုင်ကယ်မှကျွန်တော်မသိဘူးဒီကတော့နောက်ကခွစီးတာတော့တော်လွန်နေပြီနော်နောက်ကခွလို့စီးရတော့တော်လွန်နေပြီဘယ်လိုဖြစ်ဖြစ်ကျွန်တော်အဲ့မှာစီးသွားတဲ့ကောင်ဆိုလို့ရှိရင်မော်တော်ဆိုင်ကယ်ကအန်ရကြီးရသူကလည်းမောင်းတာလည်းတုံပြင်းနေဟာကားရှင်းလို့လည်းသူမောင်းတာပဲလားဘယ်မှာကင်တံရှိတဲ့ခါကျကျွန်တော်ခါတိုင်းယောက်ျားတွေမော်တော်ဆိုင်ကယ်စီးလို့ပခုံးကိုကင်တာဘာမှမဖြစ်ဘူးပခုံးကင်နေတာဘာမှမဖြစ်ဘူးတော့ဒီခါကျွန်တော်ကလက်ကညောင်းလာတဲ့ခါကျွန်တော်ခါကိုတော့ကင်ပြီးတယ်ခါကိုတော့ကင်ပြီးတဲ့ခါကျတော့တောင်စက်နဲ့သူတို့ပြန်တော့ကျွန်တော်တို့လိုတက်အကျန်းစစ်နေတော့ဒီလူကခါကင်ရောင်တတ်တယ်နဲ့တူရဲ့လို့ပြောဟုတ်လေကျွန်တော်တစ်ခါတည်းကျတော့ကျွန်တော်လူတွေကခါကိုကောင်းတော့ကင်ရှင်းဝါသူကလည်းရောင်တာကနော်တချို့ကဂျူရိုကရာတေတက်တဲ့လူတွေကအဲ့လိုလုပ်တတ်တာအဲ့နဲ့ကျွန်တော်စီသွားတဲ့ခါမှာဆိုလို့ချင်းနောက်ဆုံးကျွန်တော်အိမ်ရောက်တဲ့ခါကျတော့သူလည်းခမောက်ချွတ်လိုက်တော့ဟာအမျိုးသမီးဖြစ်နေပါကျွန်တော်စိတ်ထဲမှာအမျိုးသမီးဖြစ်နေပါလားအဲ့ဒါမှကျွန်တော်သိတယ်အမျိုးသမီးမှအော်ဒါမှမဟုတ်သူခါကန်တာမကြိုက်ပါဘူးလက်သက်ငါ့ကိုတောင်စင်းနဲ့ပြန်ပြီးတော့တွေ့တာလို့အေးဒုက္ခကကျွန်တော်ကြည့်တော့ချီးတယ်အမျိုးသမီးလားအမျိုးသားလားခွဲခြားဖို့နားလဲအောင်ဆိုတော့ချင်း it's just a glance လုံးမကြည့်ရတော့မရှိဘူးကြည့်ရမယ်အဲ့ဒီမှာကျွန်တော်သိဖို့အရာဆိုကြလို့ရှိရင်တက်မယ်မောတဲ့စိတ်နဲ့မကြည့်ပါနဲ့တက်မယ်မောတဲ့စိတ်နဲ့မကြည့်ပါနဲ့နောက်ဘုရားသခင်မကြည့်စေတဲ့အရာတစ်ခုကဘာလဲဆိုကြလို့ရှိရင်တပေါင်းချမ်းခိုင်း19အငယ်39မှာဘာပြောထားလဲဆိုတော့ရောတာတော်တော်မျိုးနဲ့ကောမလာမျိုးကနေထွက်သွားတဲ့ခါကျတော့ဘုရားသခင်ကဘယ်လိုပြောလဲဆိုရှင်19အငယ်39မှာပြင်သို့ရောက်သောအခါသင်သည်အသက်ချမ်းသာရခြင်းကပြေးတော့နောက်သို့လက်မကြည့်နဲ့နောက်ကိုလက်မကြည့်ခိုင်းဒီနေရာမှာကျွန်တော်ပါဆိုလိုချင်တဲ့ဆိုရှင် way of life ကျွန်တော်အသက်တာနောက်ကြောင်းကိုပြန်မကြည့်ဘူးကျွန်တော်ဘယ်ရလာလဲကျွန်တော်ဘယ်ထွက်လာလဲကျွန်တော်တမန်ဝတ်တင်ဖြစ်လာလားကျွန်တော်ရဲ့နောက်ကြောင်းပေါ်ကအရက်သမားလား
ဖဲသမားလားလောင်ကစားသမားလားဘယ်ဘဝကျွန်တော်ထွက်လာတယ်ကျွန်တော်ထွက်လာတဲ့ဘဝကိုပြန်မသွားဖို့အမတမအရေးကြီးပါတယ်လောတရဲ့ဇနီးကသူထွက်လာတဲ့နေရာကိုပြန်မကြည့်ကြလို့ရှိရင်သူစားတိုင်းဖြစ်မှာမဟုတ်ကျွန်တော်တို့ကအသက်လွတ်မဲ့အကြောင်းနောက်ကြောင်းကိုပြန်မကြည့်ဖို့အရေးကြီးပါတယ်ရှေ့ကိုပဲကြည့်ဝင်လိုပါတယ်နောက်ကြောင်းကိုပြန်ကြည့်တဲ့အခါမှာကောင်းတာမရှိကျွန်တော်စားနေကြအစာကိုကျွန်တော်ပြန်စားဖို့မလိုတော့ဘူးကျွန်တော်တောက်နေကြရက်ကိုကျွန်တော်တောက်ဆရာမလိုတော့ဘူးကျွန်တော်သွားနေရညာကိုသွားဆရာကျွန်တော်မလိုတော့ဘူးဘုရားသခင်ရဲ့သားသမီးဖြစ်လာခဲ့လို့ရှိရင်ဘုရားသခင်ကိုအမြဲဆက်ပြီးတော့ဆိုရှင်ချစ်ခင်ဖို့လိုပါတယ်နောက်မှာဘုရားသခင်မကြည့်ခိုင်းတဲ့အရာပါတစ်ခုလို့ဆိုခဲ့လို့ရှိရင်ဟေရှာနဂတိကျမ်းအခန်းကြီး31အငယ်1စစ်ကူတောင်းရသောမှာအဲဂုရုပြည်သို့သွား၍မြင်းတို့ကိုအမိပြုလျက်များစွာသောယထာတို့ကို၎င်းအာကြီးသောမြင်းစည်းသူရဲတို့ကို၎င်းခိုလုံလျက်ဤတေလအမျိုး၏သန့်ရှင်သောဘုရားသခင်ကိုမမျှော်လင့်ထာဝရဘုရားကိုမရှာဘဲနေသောသူတို့သည်အမင်္ဂလာရှိတာဒီကလေးကြတော့ကျွန်တော်တို့ဘာကိုကြည့်လဲဆိုလို့ရှိရင်အာကူဝင်အဲဂုရုတိုင်းပြည်ကိုမကြည့်ပါနဲ့အာကူဝင်အဲဂုရုတိုင်းပြည်ကိုမကြည့်ပါနဲ့အဲဂုရုတိုင်းပြည်ကဟိရှာဒီစာရေးတဲ့အချိန်တော့အမတမချမ်းသာကြွယ်ဝတဲ့တိုင်းပြည်အမတမအင်အားကြီးတဲ့တိုင်းပြည်ဣတိရလူမျိုးရဲ့အစာငတ်မောက်ခေါင်းပါတဲ့ခါကျတော့ဒီတိုင်းပြည်ကိုဆိုရလေကြည့်ရတယ်။ထို့ဤသူတော်ပဲအခြားလူတွေတို့လာပြီးတော့အနိုင်ကျင့်တဲ့ခါမှာဒီတိုင်းပြည်ကိုဆိုရှင်သူကြည့်ရဘုရားသခင်ကိုတို့မကြည့်အဲ့ဒါဆိုရှင်အမတမမှားတာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဆိုရလေရှင်တခုလွတ်တော်မယ်ဆိုရင်ဘုရားကိုကြည့်ဖို့အရေးကြီးပါတယ်။ဒါကဒုက္ခရောက်တဲ့ခါကျတော့ကျွန်တော်တို့ဘုရားကိုမကြည့်ကျွန်တော်ဖျားခဲ့လို့ရှင်ကျွန်တော်ပထမဆုံးဗာတိရတယ်ဘယ်ဆရာဝန်ကောင်းလဲဘုရားသခင်ဆံမှာကျွန်တော်ဆူတောင်းဖို့မစင်စားရင်ဘယ်ဆရာဝန်စီသွားမလဲဘယ်လိုစီမှာသွားပြီးတော့ကုသချင်းခံရမလဲအနာရောဂါပြတ်ဖို့အတွက်ဘုရားသခင်ဆံကိုကျွန်တော်ဆုမတောင်းဘုရားကိုကျွန်တော်ဆင်အားမကိုလောကမှာမြင်နေတဲ့အရာလေးတွေကိုတော့ပဲကျွန်တော်အားကိုးတာတွေ့ရကုသလို့မပြောက်တဲ့ယောဂခံစားနေရပြီဆိုပို့ပြီးတော့ဆိုးတယ်ကျွန်တော်တို့ဘယ်အထိကျွန်တော်သွားကြလဲဝမ်းနည်းစရာကောင်းတယ်တချို့ကျွန်တော်တို့ယုံကြည်သူတွေဆုံးကဝေးအထက်လန်းအောက်လန်းဒီပုဂ္ဂိုလ်တွေအထီကိုဆိုရှင်သွားကျွန်တော်တွေ့ရယောဂတက်တာရဘုရားသခင်ထံကိုမသွားဘဲနဲ့ဒီပုဂ္ဂိုလ်တွေစီထံကိုသွားကျွန်တော်တွေ့ရတယ်မိတ်ဆွေတို့ကျွန်တော်တို့ဘုရားသခင်ကိုအားကိုးဖို့လိုတယ်အမှုတော်အောင်မြင်ဖို့ဒီခါတည်းကြတော့ကျွန်တော်တို့လောကကိုအတုခိုးတတ်တယ်လောကကိုအတုခိုးမတမအရေးကြီးပါကျွန်တော်တို့ဒီမှာအသင်းတော်မှာဒီခါတည်းကြတော့လောကနဲ့ရင်မောင်တန်းဖို့အတွက်သူတို့စီကတေးသချင်းတွေကိုကျွန်တော်ယူတယ်ဒီခါတည်းလမ်းပေါ်မှာဆိုတဲ့သချင်းဟာဘုရားကျောင်းထဲမှာကျွန်တော်ကြားတယ်တဝမ်းနေစရာအသင်းတော်အတွက်အောင်မြင်ဖို့ဆိုရလို့ရှိရင်မဟုတ်မှတဲ့နည်းတွေကိုကျွန်တော်တို့သုံးတယ်မိတ်ဆွေတို့ရေပန်းစားဖို့အတွက်တိုးတက်ဖို့အတွက်ဘုရားသခင်အလိုမကျတဲ့အရာတွေကိုဆိုလို့ရှိရင်ကျွန်တော်တို့ရှောင်ဖို့လိုပါတယ်ကျွန်တော်တို့ရဲ့မျက်စိကိုတော့ဘုရားသခင်နဲ့ဗဒင်မြင်ပြဖို့လိုပါတယ်ဖဘုရားကျွန်တော်အရက်ကိုမကြည့်ပါဘူးကျွန်တော်တတ်မဲ့မောတဲ့စိတ်နဲ့ကျွန်တော်ဘယ်သူ့ကိုမှမကြည့်ပါဘူးကျွန်တော်ဟာလောကမှာရှိတဲ့အရာတွေကိုလည်းကျွန်တော်မကြည့်ပါဘူးကျွန်တော်ဟာဆိုရလို့ရှိရင်ဘုရားသခင်ကိုပဲကြည့်ပါမယ်လို့ကျွန်တော်တို့တန်ဋိဌာန်ပြုဖို့လိုပါတယ်ဒါပြင်ဟိုမကြည့်ရဘူးတရားမကြည့်ရဘူးလို့ကျွန်တော်တို့ပြောနေတယ်ကျွန်တော်တို့ဘာကြည့်ရမလဲကျွန်တော်တို့ဘုရားခင်ပေးထားတဲ့နှုတ်ကပတ်တော်စစ်ကြည့်နိညမပြတ်ကြည့်နိုင်ချွတ်ကြည့်ဒီမှာအသက်ရှိတယ်ထိုကဲ့သို့ကျွန်တော်ကြည့်ကြလို့ရှိရင်ဘာတွေ့မလဲဆိုတော့လက်ဝါးကားတိုင်းမှာကျွန်တော်တို့အတွက်အသက်ကိုပေးသွားတဲ့သခင်ကိုကျွန်တော်တို့တွေ့မယ်ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ဟေရှာခန်းကြီး45အငယ်20နှစ်မြေကြီးစွန်းသားအပေါင်းတို့ငါ့ကိုမျှော်ကြည့်၍ကယ်တင်ခြင်းကျေးဇူးကိုခံကြလော့ငါသည်ဘုရားသခင်ဖြစ်ငါမှတပါအခြားသောဘုရားမရှိငါရှိ၌လူတိုင်းဒူးထောက်ကြမည်လူတိုင်းမိမိနှုတ်သစ္စာခံရမည်ဟုကိုတိုင်တည်၍ငါကြမ်းကျင်ဆိုသောတရားစကားသည်ငါနှုတ်မှထွက်သည်ဖြစ်၍မပြည့်မစုံပဲမနေရကျွန်တော်ယုံကြည်သူပေါင်းတို့ကျွန်တော်အတွေးမျက်စိနဲ့ခရစ်တော်လက်ဝါးကားတိုင်းမှာဒီခံသွားတာကို
စစ်စစ်ကြည့်ပြီးဒီကလာအသက်ရှင်ရပါစေလို့ကျွန်တော်ဆန္ဒပြုရင်ညီကုန်းချုပ်ပါလေဒီလိုအများကြီးတယ်